Hello 2016ကို close mode နဲ့ဖြတ်သန်းသွားမဲ့ Gloria တယောက်ကတော့3သိန်းမိုးပဲ skincare product တွေကိုဝယ်ထားတယ်။ဘာလေးပါသွားမလဲဆိုတာသိချင်ကြည့်သွားပြီရောEuro 2016ကိုဘယ်လိုမျိုးဖြတ်တန်းသွားမယ်လို့စဉ်းစားထားတယ်။မြင်တဲ့အတိုင်းပဲနှစ်သက်ကိုပတ်စံအသစ်တွေလည်းဝင်လာအောင်လို့ဆိုပြီးတော့ပတ်စံအဟောင်းတွေတခါရဲကိုယ့်ကို self love ပို့ဆိုပြီးတော့ဝယ်ချပလိုက်ပါတယ်။ထောက်လာ product ကတော့ hair conditioner Fino ဆိုရဲတော်တော်များသိပြီးကြဖြစ်တဲ့နာမည်ကြီး brand တစ်ခုပေါ့နော်။ပြီးတော့ Gloria cotton pad လေးလည်းဝယ်လိုက်ပါတယ်။အဲ့ cotton pad ကလည်းဖွာမနေဘူးပေါ့နော်300အဆင်ပြေရဲ့။နောက်တစ်ခုကကြတော့ဒါ Gloria တို့ဒီစားဝတ်ဆက်တဲ့အမဲဆက်တွေအတွက်သက်သာစေမဲ့ AHA BHA ပါတယ်။ဒါတွန်နာပေါ့နော်။သူ့ရဲ့နှံ့ကိုဘယ်လိုရှိမလဲဆိုပြီးတော့ Gloria ရှူကြည့်လိုက်တဲ့ခါမှာတော့ဒါဖြစ်သွားတဲ့ face reaction ပေါ့နော်ပြီးတော့မှ T3 ပါလို့ပေါ့နော်ဆိုတော့ T3 နဲ့တည့်ရလို့ဆိုလို့ရှင်တော့သုံးလို့ရပါတယ်ဒါတော့ဆိုင်ရလက်ဆောင်လေးထည့်ပေးလိုက်တာလေးပါ Gloria အရန်ဆက်ရတဲ့ mask brand ကိုပြောပါဆို GM solution ပဲဒါကတော့တော်များတည်ပြီးကြဖြစ်တဲ့ Miss Fine Su ရဲ့ body scrub ပေါ့နော်ဆိုတော့အဲ့ဒါလေးလည်းစမ်းသုံးကြည့်ဖို့ဆိုပြီးဝယ်လိုက်ပါတယ်ဆိုတော့ဖုန်းကိုလည်းဖွင့်နေ independent woman လို့ချင်တာဖုန်းဖွင့်မရတဲ့နေဘာမှဆက်လုပ်လို့မရတော့ဘူးတင်လိုက်တဲ့ချိန်မှာပဲဖုန်းကဖွင့်လို့ရတော့ပါတယ် Gloria ဝယ်လိုက်တဲ့ဒီဘူးရောင်လေးကကြတော့ဒူကောင်းနေတထောင်စစ်တွေမဲရတယ်အမဲဆက်တွေရှိရတဲ့အတွက်သက်သာစေတယ်ဒါကကြတော့ timer နဲ့တစ်ခုဖြစ်တဲ့ Xiaomi ရဲ့ setting spray လေးပါ price ကလည်း fair ဖြစ်ပြီးတော့ review ကောင်းနေလည်းရထားတယ်ပြီးတော့ Gloria တက်တန်းတစ်ချောင်းမှာ peeling တစ်ခါမှမလုပ်ဘူးပါဘူးဆိုတော့ stand လုပ်ကြည့်မလို့ဆိုပြီးဝယ်လိုက်ပါတယ် The Ordinary နဲ့လည်းဘူးကဆင်တူရဲသူ့ထက်လည်းဈေးရသက်သာရပေါ့နော်အနံ့ကတော့တည့်ရတိုင်းပဲခက်ပြင်းရဲဆိုတော့သူ့ကိုတော့တစ်ပတ်မှ2ခါလောက်ပဲလုပ်ရပါမယ်ပြီးတော့ Gloria skincare step တွေထဲမှာထည့်ခြင်းခဲ့ဆုံး step တစ်ခုရှိပါတယ်အဲ့ဒါတော့ gua sha လုပ်တဲ့ step ပါ Gloria ဝယ်လိုက်တာဆိုလို့ရှိရင် stainless steel လေးပေါ့နော်သူကထည့်ရမယ့်အိတ်လေးလည်းပါတယ်ဆိုတော့သူ့ကိုထည့်ရပြူရသိရစေရတာလည်းတော်တော်အဆင်ပြေရပေါ့နော်ဒါကတော့ပထမထုတ်ရဲ့ပစ္စည်းတွေအကုန်လုံးကုန်သွားပြီပေါ့နော်ဆိုတော့နောက်တစ်ထုတ်မှာရောပစ္စည်းလေးပါမလဲဆိုတာကိုဆက်ကြည့်ပေးကြပါဦး။ရလေ make up ပစ္စည်းတွေဝယ်ရတဲ့ skin care ပစ္စည်းတွေကိုဝယ်ပြီးရောစုရတာပို့ပြီးတော့သဘောကျရပါတော့အခုဆိုလို့ရှိရင်လည်းဒါ skin 104 Sandala ရဲ့ sunscreen ပေါ့နော်။ဒါကြတော့ lightweight ဖြစ်တဲ့တုံးဝက်လေးလည်းနဲ့ပါတယ်ဆိုတော့ Gloria ဝယ်သုံးကြည့်လိုက်ပါတော့တကယ်ချင်းတယောက်စီကနေပြီးဆန်းသုံးကြည့်ရတဲ့နဲ့အရန်ကြိုက်သွားလို့ကိုယ့်အနေကိုဝယ်သုံးဖြစ်တဲ့အထိပါဖြစ်သွားတဲ့ hair ကုတ်လေးပေါ့နော်။သူကလေတော်တော်မှစီကပ်မှုမရှိဘူး။တစ်ခုချင်းစီတိုင်းကလည်းမှုေးတော့ပဲ။လည်း skin 104 Sandala ရဲ့ moisturizer ပေါ့နော်။ Gloria ကလည်းဘာချင်းလည်းမသိလို့နာမည်တစ်ခုခုကြီးသွားပြီဆိုရှင်အဲ့ဒီနာမည်ကြီးရရဲ့တကယ်ရောကောင်းတာလားမကောင်းတာလားဆိုတော့စမ်းသုံးကြည့်ချင်တယ်ပေါ့နော်အဲ့ဒီချက်ကလည်းလူတော်တော်လေးမွေးစီပါတယ်တွားတော့ဒါလေးကကြတော့ Gloria လက်ဆောင်လေးထည့်ရတဲ့ဟာလေးပါဒါကကြတော့ Nuvo ရဲ့lip liner လေးပေါ့နော်အယောင်ကိုစမ်းကြည့်လိုက်တဲ့ချိန်မှာတော့ Gloria စိုးနေကြအယောင်ထက်နည်းနည်းလေးတော့နှုရဲပေါ့နော်ဒါပေမဲ့ Gloria လက်ဆောင်ကိုဘာပဲရကြိုက်တယ်ပြောရဲဖွယ်ရပါဆိုတော့ Gloria တို့ခုနောက်ဆုံးတစ်ထုပ်ကိုထပ်ဖောက်ပါမယ်ဆိုတော့နောက်ဆုံးတစ်ထုပ်ကိုမဖောက်ခင် Gloria ချောင်းနေရမ်းဆိုလာလို့ငုံစေးလေးခဏငုံလိုက်ပါမယ်အဲ့တော့ဆိုလို့ရှိရင် Gloria ချောင်းနေလဲဆိုမျက်လုံးနေနဲ့နာရီလဲစီးနဲ့ Gloria ဒီ video ရဲ့ voice over ပြောဖို့ချောင်းဆိုးပြောင်းမှဆိုပြီးတော့ share ယူကမှ Gloria နှစ်ပတ်တောင်ကြော်သွားတယ်ပေါ့နော်ဒါတော့မှအခုချိန်နေအရှင်းမပြောက်သေးဘူးကဲဆိုတော့ထားပါတော့ Gloria ခုဝယ်ထားတာတော့ eyelash glue free ပါတောက်တူရတယ်လေကိုယ့်အနေကိုဝယ်ပြီးတော့ Sam 3ကြီးရဲ့ထဲမှာပါတယ်ဒါပေမဲ့ Gloria တော့3ဘူးရရှိအောင်3တက်တယ်ရှိအောင်လို့ Gloria ဝယ်လိုက်ပါတယ်နောက်ထပ်ရမရကတော့ပြန်ပြောပေးပါမယ်ဆိုတော့ဒီနေ့ video ကဒီလောက်ပါပဲ Gloria ရဲ့နေမကောင်းတဲ့အတန်ကိုသိခက်နားထောင်ကြည့်ရှုပေးရတဲ့အတွက်ကြောက်စနေတိုင်းကိုကျေးဇူးများတင်ပါတယ် bye bye